ရန်တော်ကိုပြန်ရောက်သွားတဲ့နီဂျာအခုချိန်မှာဝူခေါင်းကိုနက်စစ်တီတသန်းနဲ့သွားတိုင်ရင်တော့နိုင်မဖြစ်နိုင်ဘူးဆိုပြီးကြောက်စိမ့်ကလေးကိုရှောက်တင်ပါတယ်။အဲ့ဒါကြောင့်ဝူခေါင်းတောင်းဆိုတဲ့တကိုးရှင်ယာရုကိုပေးပြီးနှစ်ဖက်လုံးငြင်းရဲယူတင်ကြောင်းနီဂျာပြောပါတယ်။တန်တမန်နမင်းကလည်းနီဂျာအကြံပြုချက်ကိုထောက်ခံတဲ့အတွက်ကြောက်စိမ့်ကလေးကဝူခေါင်းကိုတကိုးရှင်ယာရုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တန်တမန်နမင်းကတကိုးရှင်ယာရုပေးဖို့အတွက်ပန်းသီးတောင်ကိုသွားပြီးဝူခေါင်းကိုကောင်းကင်ဘုံစီနောက်တစ်ချိန်ပြန်ပေးရပါတယ်။ဒီတစ်ခါမှလည်းဝူခေါင်းကမူးမနေပဲကောင်းကင်ဘုံစီချက်ချင်းလိုက်ဖို့လုပ်ပါတယ်။ဝင်မိစာအဲ့ဒါနင့်ကိုလဲစားနေရဟိုရောက်ရင်ထောင်ချောင်းစင်ပြီးဖမ်းမှဖြစ်ကြောင်းဝူခုံးကိုပြောပါတယ်။ကိုဖီရဲ့လည်းပဲစိုးဟိုက်နေတဲ့ဝူခုံးကငါအဆွမ်းကိုသူတို့တီးပြီးသားပဲအဲ့လိုမလုံးနိုင်ပါဘူးဆိုပြီးတော့ဝင်မိစာကိုပြန်ပြောပါတယ်။တားလို့မရတဲ့အစုံဝင်မိစာလည်းဝူခုံးကိုလွတ်ပေးလိုက်ပါတယ်။ခေါင်းငယ်ဘုံကိုရောက်တော့ဝူခုံးကကြောက်စိမ့်အကတွေပြောရတယ်ကိုဂယုမဆိုင်ပဲညီကြားနဲ့ရှီအောင်နောက်ဖြစ်တွေကိုတော်ကီဖုတ်နေပါတယ်။အဲ့ဒါကြောင့်ကြောက်စိမ့်ကတွေကစိတ်မရှိတော့ပဲလူရင်းကိုပဲပြောပါတော့တယ်ကြောက်စိမ့်ကတွေကဝူခေါင်းကိုကောင်းကင်ဘုံမှာတကိုးရှင်ရာတို့နဲ့နန်းဆောင်တစ်ဆောင်ပေးထားပြီးဖြစ်ကြောင်းပြောပါတယ်အပြန်လန်အနေနဲ့ဝူခေါင်းကလိမ့်လိမ့်မမနေပြီးဘသူ့ကိုမှအရင်မရှားပါဘူးဒါပေမဲ့ဝူခေါင်းကသူ့ရဲ့နန်းဆောင်မှာမနေပဲကောင်းကင်ဘုံကိုပတ်သွားနေပါတယ်တနေရာရောက်မှတော့လောင်စီနမင်းကြားထိုးနေရအောင်တွေ့ပါတယ်ဝူခေါင်းကလောင်စီနမင်းကိုမလီစားပဲညီခိုးတွေပါရီသွားခေါ်နေလို့လောင်စီနမင်းကစိတ်ထူသွားပါတယ်အဲ့ဒါကြောင့်လောင်စီနမင်းကကြားဆက်မထူတော့ပဲဝူခုံးနဲ့အဝေးဆုံးကိုထွက်သွားပါတယ်။အဲ့နောက်မှာတော့ဝူခုံးကိုကြည့်မိရတဲ့ဘုံကျောင်းဆောင်နမင်းနဲ့လောင်စီနမင်းကဝူခုံးကအားရနေလို့အလုပ်တစ်ခုပေးတဲ့ကြောင့်ကြောက်စိမ့်ကလေးကိုရှောက်တင်ပါတယ်။ကြောက်စိမ့်ကလေးကလည်းဝူခုံးကြောင့်တခြားသူတွေထိခိုက်မှဆိုလို့မမွန်ရှင်ကိုစောင့်ခိုင်းပါတယ်။ကြောက်စိမ့်ကလေးတို့အုံတော့ကောင်းလိုက်ပုံမြင်မြောက်ကူမှာအသီးချံစောင့်ခိုင်းရတယ်လို့အစကတည်းကအသီးချိုက်တဲ့မြောက်လည်းသူ့လက်ထဲကိုမမွန်ရှင်ရောက်လာတော့ပဲပဲနေနေကိုအုပ်ပါတော့တယ်။ဝူခုံးဘလောက်တောင်အုပ်လိုက်လဲဆိုရင်ချမ်းတစ်ချမ်းလုံးကိုတစ်လုံးမှမကျင်တော့တဲ့အထိပါပဲ။အဲ့အချိန်မမွန်တီပွဲတော်ကျင်းပဖို့အတွက်အသီးလာခူတဲ့နှစ်သမီးတွေရောက်လာပါတယ်။နှစ်သမီးတွေကမမွန်တီတစ်လုံးမှမတွေ့လို့ဝူခုံးကိုဘလို့ဖြစ်တာလဲဆိုပြီးမိပါတယ်။ဒါပေမဲ့ဝူခုံးကအဖြစ်မပေးပဲသူတို့ကိုဘာလို့မမွန်တီကြီးလာခူရလဲဆိုပြီးမိခွန်းတောင်ပြန်မေးနေပါသေးတယ်။နှစ်သမီးတွေကလည်းပွဲတော်အတွက်ကြောက်စိမ့်ကရီရဲ့မိန်းမလာခူခိုင်းတာဖြစ်ကြောင်းပြန်ပြောပါတယ်။ဝူခုံးကပွဲတော်ရှိရဲဆိုတာသူမသိရကြောင်းပြောတော့နှစ်သမီးတွေကမမွန်တီပွဲတော်အတွက်နှမင်းတွေအကုန်လုံးကိုဖိတ်ပြီးအဲ့ထဲမှာဝူခုံးမပါတာဖြစ်နိုင်ကြောင်းပြန်ပြောပါတယ်။သူ့မဖိတ်ရကောင်းလားဆိုပြီးစိတ်ထူသွားတဲ့ဝူခုံးကနှစ်သမီးတွေအားလုံးကိုရဲအောင်လုပ်လိုက်ပြီးမမွန်တီပွဲတော်ကိုသွားဖြတ်ပါတယ်။ဟိုရောက်တော့အခက်မှုအတွက်လှုပ်ထားတဲ့အရက်တွေနဲ့တသီးတွေအားလုံးဝူခုံးတယောက်တည်းစားလိုက်ပါတယ်။အဲ့နောက်မှာတော့အရက်မူးနေတဲ့ဝူခုံးကလောင်စီနမင်းရဲ့နန်းဆောင်ကိုရောက်သွားပါတယ်။နန်းဆောင်ကဘယ်သူမှမရှိတဲ့အတွက်မူးနေတဲ့ဝူခုံးကလောင်စီနမင်းဖော်ဆက်ထားတဲ့စီလုံးတွေကိုတစ်လုံးမကျင်အကုန်တောက်လိုက်ပါတယ်။ဝူခုံးကအမူးဖြည့်သွားတဲ့နောက်မှာတော့သူ့ရဲ့ပန်းသီးတောင်စီကိုပြန်သွားပါတယ်။ဝူခုံးတို့မြန်ကောင်းကင်ဘုံကိုဘာထင်နေရလဲတောင်မသိပါဘူး။အဲ့အကြောင်းတွေအကုန်သိသွားတဲ့ကြောက်စိမ့်ကလေးကဝူခုံးကိုတော်တော်လေးစိတ်တူသွားပါတယ်။ဝူခုံးကြောင့်မမွန်တီပွဲတော်ပြတ်သွားတဲ့အပြင်လောင်စီနမင်းရဲ့စီလုံးတွေကိုပါတောက်လိုက်တဲ့အတွက်ကြောင့်ကြောက်စိမ့်ကလေးကဝူခုံးကိုအပြစ်ပေးဖို့လုပ်ပါတယ်။ဝူခုံးကိုဖမ်းဖို့အတွက်ကြောက်စိမ့်ကလေးကနတ်ပြည်မှာရှိတဲ့နမင်းတွေအကုန်လုံးကိုဆေလွတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းပန်းသီးတောင်စီကိုနှစ်သားတွေချီတက်လာကြောင်းဝူခုံးတို့သိသွားပါတယ်။ဝူခုံးကထွက်တိုင်းမဲ့လုပ်တော့နွားပြင်ရတားလိုက်ပြီးဒီတစ်ခါတော့သူတိုက်မယ်ဆိုပြီးလုပ်ပါတယ်။ဝူခုံးကလည်းသူ့ရဲ့သွေးတောင်းကြီးကိုဖြစ်တဲ့နွားပြင်ရဲ့လက်စွမ်းကိုသိကျင်လို့လွတ်ပေးလိုက်ပါတယ်။ပထမဦးဆုံးဝူခုံးတို့စီကိုချီတက်လာတဲ့နမင်းတွေကတော့ကျဲနမင်း9ပါးပါ။ကျဲနမင်း9ပါးကနွားပြင်ရဲ့တပည့်တွေအကုန်လုံးကိုတတ်လိုက်ပါတယ်။အဲ့ဒါကြောင့်နွားပြင်ကစိတ်တူသွားပြီးကျဲနမင်း9ပါးကိုဖြင်းမာတော့တယ်။ဒါပေမဲ့အနံ့ရှုံးမှုပေါ်ပဲတိုက်ပွဲရဆက်တကင်ကြီးနဲ့အပိုင်းလေးပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်း9ကိုဆက်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး